စွန့်ချက်သူများအလုံးမင်္ဂလာပါရှင်ဝိချနေတဲ့အိမ်ရှင်မတွေရှိလားရှင်ဒီနေ့မှာတော့စွန့်ရင်းချုံမုတ်ကလေးနဲ့တွဲဖက်ပြီးဝိတ်လဲကြဂိုင်လဲဝါတဲ့အစီအစဉ်လေးကိုပြဆက်ပေးသွားမှာပဲဖြစ်ပါတယ်ညနေစာကိုထမင်းမစားဘဲနဲ့ပင်လယ်စာဝါ့ကြာကန်တုတ်ကလေးကိုညနေတိုင်းစားသွားမယ်ဆိုရင်တော့ဝိကြမှာအမှန်ပါပဲရှင်ဒါကြောင့်စွန့်ချက်သူအိမ်ရှင်မများဝိကြရေးအတွက်ကျမကစွန့်ရင်းချုံမုတ်ကလေးနဲ့တွဲဖက်ပြီးဝါ့ကြာကန်တုတ်ကြီးလေးကိုပြဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျမနဲ့အတူဗီဒီယိုလေးကိုပြီးဆုံးအောင်လိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်ခုပထမဦးဆုံးပင်လယ်စာလေးတွေကိုပြုတ်ပါမယ်ပင်လယ်စာလေးတွေကိုမညှိအောင်ချက်လက်ကားလေးစတီးစွန်းတစ်စွန်းထည့်ပြုတ်လိုက်ပါမယ်ပထမဦးဆုံးညချင်းကားလေးတွေကိုထည့်လိုက်ပါမယ်ရေပွဲလေးတွေကိုထည့်ပါမယ်ဒီပင်လယ်စာလေးတွေကိုပြုတ်တဲ့အခါမှာလေအကြာကြီးမပြုတ်မိဖို့အရေးကြီးပါတယ်နော်အရန်ကြာသွားရင်လေမာပြီးတော့စားလို့မကောင်းနဲ့ပြင်းတွဲနဲ့ဝါရတာအဆင်မပြေဖြစ်ပြီးအတော့ကိုအရသာပြတ်စေပါရရှင်အခုလိုအခြေအနေမျိုးဖြစ်သွားပြီဆိုရင်ပင်လယ်စာလေးတွေကိုပြန်ဆယ်ထားလိုက်ပါမယ်ဒီနေ့ပပဆူတဲ့ကိုဒီစုံလေးတွေထည့်လိုက်ပါမယ်ပစုံလေးတွေကဒီလိုအခြေအနေလေးမျိုးဖြစ်သွားပြီဆိုရင်အိုးတွေကနေဆယ်လို့ရပါပြီရှင်ပင်လယ်စာဝါ့ကြာကန်လေးတုပ်ဖို့အတွက်ဆော့လေးဆက်ပါမယ်ဒါကတော့ချက်တုံမြူနဲ့ငရုတ်ပြီးစိန်ကြိတ်ထားတာလေးပါထောင်းရင်လည်းရပါတယ်နော်မင်းမရတော့အလွယ်ပဲကြိတ်လိုက်တာဖြစ်ပါတယ်ငန်းပြရေးနှစားစုံးနဲ့တစုံထည့်လိုက်ပါမယ်စပွန်ရင်းထုတ်မုတ်ကလေးဇွန်းတစ်ဝက်လောက်ထည့်လိုက်ပါမယ်တမယာသီးလေးနှလုံးလောက်ကိုညှစ်ထည့်လိုက်ပါမယ်အခုဆိုရင်ဆော့လေးရလေလဲငယ်ပြစ်နေသေးလို့ရေချက်အေးလေးနည်းနည်းကိုရောပေးလိုက်ပါမယ်ရတာလေးနည်းငယ်မြည်ကြည့်ပါနဲ့ရတာလေးတော့ဖြစ်သွားပါပြီဒါကတော့ပြုတ်ထားတဲ့ဝါ့ကြာစံလေးပါကန်ထဲကိုထည့်လိုက်ပါမယ်ဒါကတော့မပါမဖြစ်စပွန်ဟင်းကြုံမုတ်ကလေးပါတစ်စုံထည့်လိုက်ပါမယ်ငန်းပြားလေးနည်းနည်းလောက်ထည့်ပါမယ်ဒါကတော့ခုနဆက်ထားတဲ့ဆော့ကလေးပါဒါကတော့မုံလာဦးနီလေးပါဒါကတော့ချစ်ထားတဲ့တခွားသီးလေးပါဒါကတော့ခုနပြုတ်ထားတဲ့ရေပွဲလေးပါရေပွဲလေးကိုကတ်ကြီးနဲ့ညှက်ပြီးတော့ထည့်ပါမယ်ဒါကတော့ပြည်ကြီးငါးလေးတွေပါအားရစုံထည့်ပြီးရင်နှက်ဆက်အောင်နယ်လိုက်ရပါမယ်မင်းနေတဲ့ပကံကလေနည်းနည်းသေးနေတော့ထိမ့်ပြီးနေနေရတာပေါ့နော်ရတာလေးနည်းနည်းမြည်ကြည့်လိုက်ပါအောင်မယ်ရတာတော့ပါပဲနည်းနည်းမြင်လေးလည်းနည်းနည်းထည့်ပါမယ်အခုဆိုရင်တော့ရတာရှိလာတဲ့ပင်လယ်စာဝါ့ကြာကန်တုပ်ကလေးရောက်သွားပါပြီပွဲပြင်ဖို့ပဲလိုပါတော့ရရှင်ပွဲပြင်မှာတော့မယ်
ဒါတော့လေမမကအိမ်မှာကြောက်ကြောင်လေးတွေရှိနေလို့လှတော့အောင်ထည့်လိုက်တာပါမထည့်လည်းရပါတယ်ရှင်ဘူးဆိုရင်တော့ဝိတ်လဲကြမယ်လိုက်လဲဝစေမယ်ပင်လယ်စာဝါးဥကြာဆန်တုတ်ကလေးရသွားပြီဖြစ်ပါတယ်ဒီရှင်မတွေလည်းဒီဝါးဥကြာဆန်တုတ်ကလေးကိုလိုက်တော့စားကြည့်ကြပါနော်ညနေစာကိုထမင်းမစားပဲဒီဝါးဥကြာဆန်လေးပဲစားမယ်ဆိုရင်ဝိတ်ကြမှာတော့အသေးချပါပဲရှင်စပုံးဟင်းချုံမုတ်ကလေးထည့်ချက်ဖို့တော့မမိနဲ့နော်ပြောင်းမူကြံပလောပိနံဥရိုနဲ့ထုတ်လုပ်ထားပြီးဒီစပွန်လေးကိုချိုးကြကြထည့်ချက်မယ်ဆိုလို့ရှိရင်ရမ်းကောင်းတဲ့ဟင်းလျာတစ်ခွက်ဖြစ်လာမှသိကြတယ်စားလိုက်လို့ကတော့ slush နဲ့ရတာရှိသွားမယ်နော် spoon